တော့မလွယ်ဘူးအိုးမာနဘွိုင်းကစ်ကထပ်ပြီးတော့နော်ပေးထားတယ်လောလို့တော့မရဘူးเนาะ player 2ယောက်နော်သွားပြီဆိုပြေးတက်သွားရင်ကိုရောင်တွေကနေ damage တွေပြန်ပေးမှာဗျာမလွယ်ဘူးအဓိက position နှိမ့်နေရပါเนาะ position လေးနည်းနည်းလေးနှိမ့်နေတယ်လုံး pressure လည်းရှိတယ်ဗျဒီဂျားတွေကနေပဲကျွန်တော်စောဝိုင်းကာလာမှာသုံးသက်ပြခဲ့သလိုပဲသူတို့ရဲ့ဒါ experience သူတို့ရဲ့အတွေ့အကြုံနဲ့ဘယ်လိုမျိုး pressure တွေပဲရှိပါเนาะသူတို့အတွက်ကဒါဒီထက်များတဲ့ pressure ဒီထက်များတဲ့ PR တွေကြားမှာဒါအချိန်ချင်းခါစော်ကစားခဲ့တာဖြစ်တဲ့အတွက်ဒီ pressure လောက်ကသူတို့အတွက်ကတော့ဒါမိုင်လာလို့တော့ပြောလို့ရတယ်သူတို့ရသလောက်တော့ response ပြန်မှုတော့ try နေတယ်ဗျDay 2 group stage ပွဲစဉ်မှာတော့ဒါ aggressive ဖြစ်တဲ့ battle တွေကိုကြည့်ရှုနေရတယ်အဲ့တော့ခုနက player တယောက် Apex က player လေးတယောက် scouting လုပ်နေတဲ့နေရာမှာပဲ YG player တွေရောက်လာပြီ HWG တွေနဲ့နောက်တဲ့အသင်းတစ်သင်းကဘယ်အသင်းလဲ Okay Apex တွေ battle sign နဲ့အနေထားကိုတော့ဒါ YG player တွေအနေနဲ့ကတော့ဒါပွဲကြီးပြိသက်တော့လုံနေတယ်ဗျပြောနေအတွင်းမှာပဲ Okay Marcos အိုးနော်နေ player ကိုကယ်ဖို့ကြိုးစားနေအတွင်းမှာတော့ granite တလုံးဝင်လာခဲ့တယ်ဆက်စီသွေးလေးဖြစ်နေခဲ့ပြီစေကလောက်ဆက်စီသွေးလေးနဲ့ပဲဒီဘတ်တဲကိုတော့ဝင်တော့ join နိုင်နေပဲခုနနော်သွားခဲ့ Romeo Boy လက်ရှိချိန်ကြီးကတော့တက်ရှင်နေဒုံးပဲဗျအဲ့တော့ကျွန်တော်အစောပိုင်းကာလာမှာသုံးသက်ပြခဲ့သလိုပဲ HWG တွေနဲ့ Apex နှစ်သင်းဒီကွန်မောင်းမှာဘတ်တဆိုင်နဲ့အနေထားကိုတော့ YG က player တွေအနေနဲ့ကျွန်တော်တို့တပြက်စီတော့လာတော့လှဲပေးထားတယ်ဟော key point လေးရသလောက်တော့လာတော့မနေပြီဗျအမအောက်ဆလေးရှိနေခဲ့ကွန်မောင်းတွေကိုနေတလုံးပြစ်ထည့်ပေးလိုက်တဲ့နောက်မှာတော့စမိုင်းရဲ့တကယ်ကိုကောင်းမှုတီးကြတဲ့ဒါလုံးဝ granite တလုံးဝင်သွားခဲ့တဲ့နောက်မှာငုတ်တို့လေးထိုင်နေခဲ့တဲ့ပေါက်ဆလေးပျောက်ကွယ်သွားခဲ့ပြီအဲ့တော့စော်ကစားနေအသင်း16သင်းမှာတော့အားလီဂိမ်းမှာတွေက9သင်းလောက်ကပျောက်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ key point လေးတွေကိုကြည့်မယ်ဆိုရင်တော့ဒီ round အတွက်ပေါ့နော် round 1အတွက်ကို key point လေးရရှိထားတဲ့အသင်းကတော့ Apex 9မှတ် HWG 4မှတ် TBM 4မှတ် SNH 3မှတ် YG 2မှတ် Okay ကိုစီရက်တည်နေတာဖြစ်ပါတယ်ဗျဟုတ်တယ် AOD နဲ့တွေ့နေတာသူတို့ logo မားနေတာဗျ AOD နဲ့တွေ့နေတာ MFG နဲ့ AOD နဲ့ဒါတသိန်းနဲ့တသိန်း position လေးတော့မြင်လာတယ်ဇုံလဲပါနေရလို့တော့ထင်တယ်ဗျအဲ့တော့ဘာမှမလိုအပ်ဘယ်နဲ့မလုပ်ဘူးဒါကတော့ tournament ဖြစ်တယ်အဲ့တော့ PUBG tournament တွေအောင်တည့်ရတဲ့အတိုင်းပဲမလိုအပ်ရင်ဘာမှမလုပ်ဘူးအဲ့တော့ survival game ဖြစ်တဲ့အတွက် survive ကိုပဲအဓိက focus ထားပြီးတော့ဒါစော်စားနေတာဖြစ်ပါတယ်အဲ့တော့ AOD ရဲ့ player တွေဟိုးနေခဲ့တဲ့ကွန်မောင်းကိုသူတို့မြင်လာတယ်ဒါပေမဲ့ဘာမှတော့လုပ်လို့တော့မရဘူးဒါကြောင့်မလို့ဒါ survival ကိုပဲအဓိကထားပြီးတော့စော်စားနေတယ်ဒါကတော့ VZR တွေ player 3ယောက်ကြံမယ်ဇုံတော့နာနေရဗျသူတို့ဇုံတော့တိုးနေတယ်အဲ့တော့မာနက်ဝမ်ဂျီအနေနဲ့ကတော့စမိုင်းကိုသူတို့ပေးထားရတယ်ဗျ key point ကတော့3မှတ် Okay သူကောက်ချင်တာဗျ loop လေးကောက်ချင်တယ် 100 ဒါတော့ high ground ကိုပြသပေးနေတာဖြစ်ပါတယ် RSG MFG ဒါတော့ RSG maybe 007 Kumo Fate Raku ဟုတ်လား Okay player 4ယောက်ဗျ key point တော့0တောက်လျှောက်ပဲကျွန်တော်တို့ point လေးလိုက်တော့ chat နေကျွန်တော်စောပိုင်းကာလမှာသုံးသက်ပြခဲ့တယ်လို့ပဲအသင်းတွေတော်တော်များများဇုံပါနေတယ်ဇုံပါနေတာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဒါလုံးဝဇုံကျင်းတဲ့အချိန်ကိုစောင့်နေရဗျ state 2 ဇုံကတော့ကျင်းနေပြီစက္ကန့်30မကြာခင်မှာပြောင်းလဲသွားမယ် state 3 ဇုံနေထားပါမှုတည်ပြီးတော့အသင်းတွေအားလုံးကကျွန်တော်တို့ဒါဇုံမပါဘူးဆိုရင်ကားနဲ့သူတို့ချက်ချင်းဇုံတိုးမဲ့အနေထားရင်မြင်တွေ့ရပွဲရှိရဗျဇုံပါတဲ့အသင်းကတော့ survive ဆက်လုပ်မှာပဲဗျနော် position မကြိုက်ရင်တော့သူတို့ရွှေ့မယ်ဒါပဲဇုံပါပြီးတော့position ကောင်းကောင်းလေးရတာမယ်ဆိုရင်တော့သူတို့ဘာမှထွေထူးထူးတော့လုံးမှာတော့မဟုတ်ဘူး over damage တော့ဝင်လာတယ်ဗျသွေးရတာတော်တော်လိုးသွားတယ်သွေးတစ်ဝက်ကျိုးသွားပြီဗျ okay ပြောင်းလဲသွားမယ် state 3 zone chat up ကျွန်တော်တို့ဒါကြည့်လိုက်ရအောင်အားရောက်ရင်ဒါပါလေအိုကြီးရှိတယ်ရောက်ရင်အိုကြီးကဲစောစီဝါဒီထပ်ဆွဲလိုက်အောင်မယ်ကွာဒါလေးပြီးသွားရင်တော့ K-boy လိုချင် Man U fan တွေစင်းတဲ့နေရာလိုက်စင်းတယ်အေးလို့နော် Liverpool fan တွေလည်းပါတယ် Man U fan တွေလည်းပါတယ်ရောက်ရင် Paradox တဲ့ရောက်ရင် Paradox okay ရောက်ရင်လိုက်တော့ပြစ်တော့ဟိုးမနှော်ပါဘူးမတ်တက်ကြီးရက်ပြီးပြစ်တာဗျ require လေးတော့အနေငယ်တော့လိုအပ်တယ်သူတို့ K-boy လေးတော့ရပြီဗျမစိုး3မှတ် player 4ယောက်မှာနော်3ယောက်တော့ကြံတယ်1ယောက်ကတော့မှောက်နေပြီ
အေးလို့ YouTube ကမအေးလို့အားချောင်းနေလား YouTube ကမအေးလို့အားချောင်းနေကြည်ကောင်းလို့ကြည်နေမှာမှတ်နေလားရိုင်းဆိုင်နေအော်လာပြီးတော့မဲကိုမွေးကိုသားလောက်ရှိတဲ့အရွယ်လေးငေါ့လာဟေးအောင်ဘာညာလာလို့မေးတာမဖြေဘူးမင်းရုပ်ကြီးအပေါ်ရွှေ့ပြီးစမ်းမှာ match ဘလောက်လဲကြည့်မလို့အေးလို့ဘိုးမင်းထွန်းဟလားကြည်ကောင်းလို့ကြည်နေတယ်ထင်တယ်ဂျပန်မှာကျင်းပတဲ့စုကြီးဂျပန်မှာကျင်းပတဲ့စုကြီးကမတိသေးဘူးကွာမင်းတို့ကောင်တွေကလည်းရှင်းပြလေမောလေပဲလီအခုဒီပွဲကိုပြောနေတာဂျပန်မှာကျင်းပတဲ့ပွဲကတော့စုကြီးများမှာပေါ့ကွာအခုဒီပွဲလဲစုကြီးများပါတယ်130ဆိုတာမင်းဆိုင်ကြည့်နေရဗျအေးငါဘိုက်စာလို့ဝေးရင်ကဲဒါ AOD တွေဗျAOD ရဲ့ကွန်မောင်းလေးမစိုးဘူးဗျသူတို့ဒီ MFG ကိုအပြက်ဖြတ်လိုက်ရင်သူတို့အတွက်အဆင်ပြေသွားပြီဇုံလဲပါမယ်ကွန်မောင်းလဲရမယ် Super One ရှိတဲ့နေရာကိုတော့ Liquid Granite တစ်လုံးထည့်ပြီးတော့စူးစမ်းနေတယ် AOD Rider အိုး Foxy ကိုတော့အပါခေါ်ပေးထားတယ် MFG မှာဆိုရင်တော့ပြင်ကျွန်တော်တို့ဒါ Jordan ပဲကြံတော့တယ်ဗျ Super One ဇိုင်းလဲနှော့သွားပြီအဲ့တော့ AOD တွေ MFG Jordan ကိုတော့အပြက်ဖြတ်ထားနိုင်မယ်ဆိုရင်တော့သူတို့အနေနဲ့ဒုံပါနေတဲ့ကွန်မောင်းကိုတော့သူတို့အပိုင်ရမှာဖြစ်ပါတယ်အဲ့တော့ Owen တောက်လျှောက်ပဲ damage ပေးနေ Jordan မလွယ်တော့ဘူးဗျရှေ့တွေရောနောက်တွေရောလုံးဝ Spray Jet တွေအောက်မှာပဲပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ် AOD တွေ key point 4 မှတ်ရအောင်မယ်လို့ထင်တယ်အဲ့ပူပူနွေ့နွေ့ဘတ်တဆိုင်ထားခဲ့တဲ့ဒါ Owen ရဲ့ location ကိုတော့ fake အနေနဲ့သိတယ်ဗျအတန်ကြားရတယ်ပေါ့နော်ခုနက Owen ရဲ့ပြစ်တန်နေကြားတော့လှမ်းချက်လိုက်တဲ့အချိန်မှာ vision တော့မြင်သွားပြီပူချန်ကြီးကကွန်မောင်းပါဗျကိုမိုးတွေ့လား AC ပဲတွေ့လားအကုန်လုံးက AC ပဲဇုံပါနေတော့ကွန်မောင်းတွေကနေပဲသူတို့ vision လေးလိုက်ချက်တယ်ဒီလောက်ပဲ OEC ဒါဖះเจ้าမှာပူချန်ကြီးအထွက်ဖះเจ้าမှာဗျလေဂိမ်းမှာတီးတော်မှာဗျဒီပုံစံတိုင်းဆိုလေဂိမ်းမှာတီးမဲ့ပုံစံရှိတယ်နော်ဖေစစ်နာမည်ရင်းပြောပြတယ်ကျွန်တော်နာမည်ရင်းဖြိုးအောင်ပါဖြိုးအောင်ဖြောင်းဦးစေကလောက်ပလီယာတယောက်ကိုနော်ပေးထားခဲ့သလို granite နဲ့တဖန်တော့ပြန်တော့နော်သွားတယ်မာနတ်နော်နေရဲ့ပလီယာကိုတော့အရင်ဦးဆုံးအပါခေါ်တိုင်းနဲ့ပဲကေးတော့အရင်ကြိုကောက်ထားတယ်ဗျ open field အနေထားမှာတော့ဗမာလိုကြီးဒဲတော့ကဲနေပြီတစ်ဖက်ကပလီယာကြီးတိုးလာမယ်ဆိုရင်တော့စင်မပြေဘူးသို့တော်ညာလည်းတစ်ဖက်ကပလီယာကြီးကတိုးလာနိုင်ကြီးတော့မရှိဘူးဗျရိုမီယိုဘွိုင်းလှည့်ပတ်ပြီးတော့ပဲကားလေးနဲ့တို့ရင်ဆိုင်ရမယ် enemy အသင်းတွေရဲ့ position location လေးကိုတော့ကားနဲ့ပဲလိုက်လံပြီးတော့ကြည့်ရှုနေတယ်အဲ့နောက်မှာနှစ်သင်းလုံးဝိုင်းပစ်တယ်ဗျ okay visa player တွေပေးတဲ့ damage တွေရော LGR ပေးတဲ့ player တွေရဲ့ damage တွေရောဝင်လာခဲ့နောက်မှာ Romeo Boy ကားရထိုင်းနေပဲ first aid လေးကားလေးကို cover လုပ်ထားရင်းနဲ့ပဲပြန်တော့ထိုးပေးထားတယ် okay position ပြောင်းမရမယ်ဟင်းလင်းပြင်ဖြစ်နေရဲ့ဗျစေကလောက် M4 4တိုင်းလေးနဲ့ DPS ကိုင်းတိုင်း level 3 ham ရောက်အဝေးပဲကွာရောက်နာလိုက်တာကွာရောက်ရင်ခဏလေးခေါင်းလေးချောင်းပြီးဒီလိုလေးကြည့်လိုက်တာစေးကလောက်ကို damage တွေဝင်လာနဲတာမို့တစ်ဖက်က player ကောင်းလိုက်လားအင်းကြီးကအဝေးပဲလမ်းပစ်တာရောက်ရင်တွေးရချက်ချင်းဖြာထွက်သွားအဲ့တော့ပါဝင်ရှင်မြိုင်စော်သားနေအသင်း16သင်းမှာတော့10သင်းပျောက်သွားပြီ6သင်းပဲကြံမယ်တဖြည်းဖြည်းနဲ့ဒါလုံးဝကျွန်တော်တို့ NEC 2026 Group Stage ပွဲစဉ်တွေရဲ့ဒါ Day 2 Round 1 Iran ကပွဲစဉ်ကတော့မကြခင်မှာဘယ်အသင်းကချစ်ကန်တင်တာစားသွားမလဲဆိုတာကိုကျွန်တော်တို့မြတ်ဝါတင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်ဗျကျွန်တော်တို့ဒါလက်ရှိမှာလဲကျွန်တော်တို့ဒါ YG အနေနဲ့လဲဒါလုံးဝနောက်ဆုံးဆုံးဒီကိုပါလာတယ်အဲ့တော့ AOD 4man alive ပဲဗျ9man fan ထားတယ် TBM ဆိုလိုကြံတယ်9မှတ်ရထားတယ်မစိုး K-White လေး9မှတ် survival point ဘာညာနဲ့ဆိုသူတို့10မှတ်လောက်တော့ခိုင်သွားပြီ TBM တို့ပါတို့အဲ့တော့ YG မနေ့ကလိုပဲ round 1 Iran game မှာ chicken dinner နဲ့စပြီးတော့ဖွင့်ထားပေးနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမယ်တွေ့လားဒီကောင်လေးစုံကောင်းတယ် LGR ရဲ့ဇုံကြီးကို show လိုက် mid-cycle မှာကုံမောင်းရတာနော်တခုတော့ရှိရအဲ့ကုံမောင်းကားရင်တော့ဟောဆိုပြီးတိုးလာပြီးတော့လူမယ်ဆိုရင်တော့လူလို့ရတယ်ဗျဒါတော့ Oishi Paradox 25 player 3ယောက် 3k အဲ့တော့အနားကိုတော့ဒါတခြားအသင်းတစ်သင်းကတော့ကတ်လာပြီဗျကတ်လာတဲ့အသင်းကတော့ AOD တွေဖြစ်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဖျားเจ้าမှာ position တေချာယူထားခဲ့တဲ့ Oishi အသင်းကတော့ဘယ်လိုမျိုးသူတို့ရဲ့ location သူတို့ရဲ့ position လေးကို defenses လုပ်မလဲဆိုတော့စောင့်ကြည့်ရမယ်
ဘေးပတ်လည်မှာတော့အသင်းတွေအများကြီးပဲဗျဇုံကျင်းလာတဲ့လျောက်မှာတော့ဖះเจ้าကတော့တိုးလာခဲ့တဲ့အသင်းတွေအများကြီးပဲဗျ RSG ရော AOD တွေရော YT granite တလုံးပြစ်ထည့်ပေးတော့ကြိုးစားနေဒီ granite လေး quality ကျသွားမလား okay လွဲနေတော့မယ် AOD player လေးတယောက် smoke ထဲမှာနော့နေဗျဇုံကကျင်းလာပြီမင်းတို့နှစ်သင်းလုံးတိုင်ပတ်မဲ့အနေထားကြီးနော်နှစ်သင်းလုံးတိုင်ပတ်မဲ့အနေထားကြီး squad vs squad battle ဗျဟာရောက် YG က player တွေကဒီ battle ကိုသွား join တာရောက်ရင်3သင်းဖြစ်သွားပြီဗျ AOD RSG နှစ်သင်း battle ဆိုင်တွေကကြားတဲ့ကိုတော့ YG player နဲ့ကျွန်တော်တို့ကမာနက်နဲ့ Sake လောက်တိုးလာတယ်ဗျရောက်ရင်မကြောက်မယုံတိုးချလာနော်အကောင်လေးတွေကလည်းနေတလုံးဝင်လာခဲ့နောက်မှာတော့ရောက်ရင် AOD ပြတ်သွားပြီရောက်ရင်ပြတ်သွားပြီဟာSake လောက်မှောက်သွားပြီSake လောက်ရဲ့နှိမ့်နေပဲတစ်ဖက်က maybe လည်းပြန်တော့နှော့သွားတယ်ဗျအိုးပါသွားပြီရောက်ရင်မာနက်ရိုကြီးနှစ်ယောက်ပဲကြံမယ်Oishi skit ဖះเจ้าအပေါ်ဆုံးထက်ကနေပဲ YG player တွေရဲ့လှုပ်ရှားမှုကိုတော့အကဲတော့ခတ်နေတယ်skit အဲ့တော့စက္ကန့်40ဗျဇုံတော့ကတ်ပါနေတယ်သူ booster အပြည့်တော့ boost ထားတယ်ဗျအဲ့တော့ Romeo Boy မာနက်ရောက်ဇုံကနားတယ်နော်နေကမရောက်ဘူးဗျနေကမရောက်ဘူးရန်ဝေးနေတယ်ပါရာဂျိန် YG player ရှိနေခဲ့တဲ့ position ကိုတော့ဂိုရောင်တဲကနေပဲအပိုင်တော့ထောက်ထားတယ်ဗျအဲ့တော့မလွယ်ဘူးဗျဒီပုံစံဒီတိုင်းဆိုရင်ဒီ RGR player တွေ chicken dinner တွေပါဖြစ်သွားနိုင်တယ်ဗျဘာလို့ဆိုတော့ဇုံပြင်ရောက်နေတဲ့အသင် YG ရော OEC ရောဇုံတိုးကခတ်နေတယ်ဗျဇုံတိုးဖို့ခတ်တယ်ဗျနော် OEC ကတော့ဒါဇုံလေးကပ်ပါနေမယ်လို့တော့ထင်တယ်YG အနေနဲ့ဒါလုံးဝဇုံတော့တိုးဖို့တော့လွယ်ကူနေတဲ့အနေထားမျိုးတော့ဟုတ်မနေဘူးသို့တော်ညာလဲဘာမှမဖြစ်သွားနိုင်တဲ့ PUBG ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဗျကြည့်ရတဲ့အခြေအနေမှာတော့ဒါ top 40ပါလာခဲ့တဲ့အသင်း၄သင်းမှာ RGR ရဲ့ position ကတော်တော်လေးကောင်းတယ် Foreman Alive လဲကြံနေတာဗောနော်ပြီးရင်ကွန်ပေါင်းလဲရတာတယ်ဇုံလဲပါတယ်အဲ့တော့ YG အနေနဲ့တော်တော်လေးပြဿနာရှိနေခဲ့ပြီအဲ့တော့ face to face အနေထားမှာကျွန်တော်တို့ RGR ပေးတဲ့ pressure တွေဂျားထဲမှာပဲ OG skit ကပါထပ်ပြီးတော့ဒါ Romeo Boy ကိုတောက်လျှောက်ပဲဖိတော့ပစ်ပေးနေတယ်အဲ့တော့ဒီလိုမျိုးခက်ခဲဒီလိုမျိုး pressure တွေဂျားထဲမှာ YG player အနေနဲ့ location အရာ position အရာကတော့နည်းနည်းလေးလှုပ်ဖို့ကတော့ဒါလွယ်ကူနေတဲ့အနေထားမျိုးတော့ဟုတ်မနေခဲ့ဘူးဗျအဲ့တော့ဘာတွေဆက်ဖြစ်မလဲဆိုတော့စောင့်ကြည့်ရမယ်အဲ့ရသလောက်တော့မာနက် Romeo Boy survive တော့ရသလောက်တော့လှုပ်ထားတယ်ဗျအချိန်တော့ရသလောက်တော့ဆွဲထားတယ်ဗောနော်မကြခင်အချိန်တွေတွင်းမှာဒါဇုံကတော့ထပ်ချင်းပဲ10မိနစ်အချိန်ရှိတယ်ကဲကြည့်ရှုအားပေးနေတဲ့ Bora တငယ်ချင်းတွေတဲလေးလက်မလေးဟာလေးဝိုးလေး reaction လေးနှိပ်ပေးပါအောင်နော် YG ရန်ကုန် Galactico YG player 2ယောက်အတွက်ကတော့ space အဲ့လောက်အကျယ်ကြီးမရှိဘူးရတဲ့ space ကြီးကြီးလေးရနေပဲဒါနှစ်သင်းလုံးကိုပြန်ပြီးတော့ပြစ်ခတ်ဖို့တော့စူးစမ်းနေတယ်ဗျကားလည်းမရှိဘူးထင်တယ်ဗျ face to face ဇုံတိုးဖို့လည်းမလွယ်ဘူးကားတော့ရှိတယ်ဒါပေမဲ့တိုးဖို့မလွယ်ဘူးတိုးတာနဲ့ရကောင်းတယ်ရောက်ရင် Romeo Boy နေတလုံးကြောက်သွားခဲ့နောက်မှာတော့ Para Jane မှောက်သွားပြီဗျဇုံတိုးတော့မလွယ်ဘူးအိုး Mana Boy ကစ်ကိုပါထပ်ပြီးတော့နော်ပေးထားတယ်လောလို့တော့မရဘူးเนาะ player 2ယောက်နော်သွားပြီဆိုပြေးတက်သွားရင်ဂိုရောင်တွေကနေ damage တွေပြန်ပေးမှာဗျမလွယ်ဘူးအဓိက position နှိမ့်နေရပါเนาะ position လေးနည်းနည်းလေးနှိမ့်နေတယ်ဇုံ pressure လည်းရှိတယ်ဗျဒီဂျားတွေကနေပဲကျွန်တော်စော်ဝိုင်းကာလာမှာသုံးသက်ပြခဲ့သလိုပဲသူတို့ရဲ့ဒါ experience သူတို့ရဲ့အတွေ့အကြုံနဲ့ဘယ်လိုမျိုး pressure တွေပဲရှိပါတော့သူတို့အတွက်ကဒါဒီထက်များတဲ့ pressure ဒီထက်များတဲ့ PR တွေကြားမှာဒါအချိန်ချင်းခါစော်ကစားခဲ့တာဖြစ်တဲ့အတွက်ဒီ pressure လောက်ကသူတို့အတွက်ကတော့ဒါမိုင်လာလို့တော့ပြောလို့ရတယ်သူတို့ရသလောက်တော့ response ပြန်လို့တော့ try နေတယ်ဗျခံတော့ပြန်ပစ်ထားရပါတော့အိုးရောက်ရေး RGR player 4ယောက်မှာ3ယောက်နှော့သွားတယ် Parajin နဲ့ Kit ကိုတော့ဒါ YG player တွေနှော့ထားတယ်နောက်တဲ့ player ကိုတော့ဒါ Oishi player လေးနှော့ပေးထားတယ်ဗျဒီအချိန်ဒီမှာ YG တိုးပြီဟုတ်တယ်နှော့သွားတဲ့အချိန်မှာတိုးပြီနော်ဘာလို့မှလဲတစ်ချက်ကြည့်မယ်Paradox Oishi player တွေကဒီမှာဒီ player တွေနဲ့တိုင်ပတ်နေတာအေးရောက်နားတယ်ရောက်ရေးရောက်ရေး2-1ရောက်ရေးအဲ့ဒါဆိုရင် YG အောင်ချစ်ကက်ဖြစ်သွားနိုင်တယ်နော်ဒီအချိန်ဒီမှာကျွန်တော်စော်ပိုင်းကာလာမှာသုံးသက်ပြခဲ့သလိုပဲလုံးဝ Okay ဟုတ်တယ်ရောက်ရေးချစ်ကက်တော့ရသွားနိုင်တယ်နော် YG
ရောက်ရင်တကယ်ကို possession နေနေရတော့ possession နေနေတဲ့အချိန်ဒီမှာရောက်ရင်လုံးဝမဖြစ်နိုင်တော့ဘူးထင်ထားတာဗျနော် Oh my god 2-1ဗျာချစ်ကန်ရပြီဗောဟွာ YG ကျွန်တော်ပြောခဲ့ပါတယ်နော် YG ကသိရမလား experience ရှိတဲ့အသင်းဆိုတော့ဒီထက်ပိုပြီးတော့ကြီးမားတဲ့ PR တွေကြားထဲမှာတို့အချိန်ချင်းခါခါဆော့လာခဲ့အသင်းဆိုတော့ဒီ PR ကတို့အတွက်ကဒါ very easy မိုင်လာလို့ပြောလို့ရတယ်2 vs 1နော်2 vs 1 2 vs 1ရောက်မထင်ဘူးကွာဒီပွဲကတော့ချစ်ကန်ရမယ်လို့မထင်ဘူးရောက်ရင်တကယ်မထင်တာဘူးဘော်လာတော့ထင်လားကျွန်တော်တို့တကယ်ကိုမထင်တာဘူးဗျာဘာလို့လဲဆိုတော့ possession ကြီးကအရန်နှိမ့်နေတယ်ဗျာသိလား possession ကြီးအရန်နှိမ့်နေတယ်အာလာကွာ possession ကြီးအရန်နှိမ့်နေတဲ့အချိန်မှာရောက်ရင်ငါလာကွာချစ်ကန်ရသွားတယ်ရောက်ရင် Oh my god